ဒီကနေ့မှာတော့မမေကမန္တလေးအရောက်ဖို့နဲ့မုံရမြို့ကိုပုပ္ပဖြစ်တာလေးပါကဲအဆင်ပြေပြီးတော့ထက်ကဒုတိယအကြိမ်တတိယအကြိမ်အပေးချရေးဖောက်တယ်လေးဒီပါပဲရှင်ဒါကတော့ကင်ချူမလကအတီးပါတာလေးပါပြီးရင်ဒါကတော့စင်တလုံးတရက်ခိုင်ကိုပင်လေးပါ12ရာဒီပိန်းနဲ့ပင်လေးကလည်းတပင်ပါရှင်ဒါကကီလိုမလကကိုမှအတီးပါခိုင်ကိုပင်ကိုမှအိတ်ကြီးဆိုင်လေးပါရှင်ကဲကိုအိမ်မှာမေချဆိုင်တာနဲ့အိတ်ဆုပြီးတော့တခါတည်းစားလို့ရပါပြီဒီမှာတော့ဒီကီလိုမလကဆိုလို့ရှင်အိတ်ထဲမှာတွေကိုအလုံးရအကြီးဖြစ်နေပါပြီအပင်လေးတွေကိုမမေတို့ကတေချာလေးလောင်ရေးပေးထားပါတယ်ကဲဒါလေးကတော့ပထမအချိန်မှာဒါဆင်ပြေလို့ဒုတိယအချိန်မှာရွာပေးတာလေးပါစိမ့်ချိုတရက်လေးကအေကြီးဆိုင်လေးနှစ်ပင်ပါရှင်ဒါကတော့ကဲသူ့အချိန်ခါတော့တီးပြီးသားအပင်လေးတွေပေါ့နော်ဒါကတော့မုံရမျိုးကိုပုတ်ဖြစ်တဲ့အပင်လေးတွေပါရှင်ကဲသူ့ရဲ့လီမွန်နယ်လေးကတပင်ပါရှင်လီမွန်နယ်လေးတပင်ပြီးရင်နွယ်သားကြီးကိုမှအနီအောင်လေးကတပင်ပါရှင်ပြီးရင်ဆွဲတော်ဖြူလေးကတပင်နွေသားကြီးအနီရောင်ကိုမှသူကအထက်မျိုးလေးပါရှင်အထက်မျိုးလေးရတပင်မိုးဆွေပန်းအဝါရောင်လေးကနှစ်ပင်ပါရှင်ပြီးရင်ထိုင်းစွန်ဒီလိုမျိုးအဖူးပါပြီးတော့အပင်တန်တာလေးကတပင်ပါရှင်ဒါကတော့ခရဝါအထက်မျိုးလေးတပင်မှာအပင်လေးတွေဝယ်ယူအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုစပပြိုးရင်ချမ်းမှာကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်မှယူချင်သူများလည်းမိမိရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်